ဒုတိယလူအဖြစ်နဲ့ပဲပြီးဆုံးသွားမယ်စင်ပြန်၏အာဆင်နယ်အသင်းဟာမန်စီးတီးအသင်းကို2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့်ဒုတိယလူအဖြစ်နဲ့ပဲယာတီသိမ်းဖို့တေချာသွားပါပြီမန်စီးတီးအသင်းဟာဇက်တိုက်တာနိုင်သွားမယ်ဆိုရင်ပရီးမီးယားဖလားကတော့မန်စီးတီးအတွက်ပါပဲမန်စီးတီးအသင်းဟာလက်ကျန်ပွဲကိုဘရန်လီအေဗာတန်ဘရန့်ဖို့ဘုံမောက်ပေးလစ်အက်စတွန်ဗီလာစတဲ့အသင်းကြီးတွေတသိမ်းမှမပါပဲအသင်းငယ်တွေနဲ့ပဲကမ်းရမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ချန်ပီယံလိပွဲပန်းအပါအဝင်နယူကာဆယ်ဖူဟမ်ဝက်ဆန်ဘရန်လီပေးလစ်စတဲ့အသင်းတွေနဲ့ကမ်းရမှာဖြစ်ပါတယ်။အခုချိန်မှာတော့အာဆင်နယ်အသင်းဟာမန်စီးတီးအသင်းကိုတပွဲပိုကန်ထားပြီးအဆင့်1နေရာမှာရပ်တည်နေပါတယ်။မန်စီးတီးအသင်းဟာပွဲပန်းတန်မရှိပဲဇက်တိုက်တာနိုင်သွားမယ်ဆိုရင်ဒီနှစ်မှာလေအာဆင်နယ်အသင်းဟာဒုတိယလူအဖြစ်နဲ့သာကြံခဲ့ရတော့မှာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ၄နှစ်ဆက်ဒုတိယလူဖြစ်မယ်ထင်လားပရီးမီးယားလိဖလားကိုအာဆင်နယ်အသင်းပဲရသွားမယ်လို့ထင်လားကိုမက်လီမှာမှန်းခဲ့ပေးပါအောင်နော်။အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။